ဒီလောဘဟာတောခကိုဖြစ်စေတတ်တယ်ဆိုရင်ဒီကာမိဆန္ဒတရားသူဘနမိတ်နဲ့အာယောနိသောမနတိကာရကိုအကြောင်းပြုပြီးအလှအပနဲ့နှလုံးသွင်းမှုမမှန်မကန်မှုကိုအကြောင်းပြုပြီးတော့ကိုယ်ရင်ထဲနှလုံးထဲမှာဖြစ်ပေါ်လာပြီဆိုရင်သူ့ကိုထိမ့်သိမ်းထားရမလားဆိုမထိမ့်သိမ်းရဖယ်ရှားပြစ်ရမယ်ဒါဖြင့်ဖယ်ရှားပြစ်လို့ရှိရင်ဘယ်ဟာနဲ့ဖယ်ရှားပြစ်ရမလဲဆိုအလှပကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်တတ်တဲ့ကာမိဆန္ဒကိုဒီအလှပရှုထောင့်ကနေဆက်ပြီးတော့ကြည်နေမယ်ဆိုလို့ရှိရင်အာယုံအပြင်အလှပကိုသာဆက်လက်ပြီးတော့ကြည်နေမယ်ဆိုရင်ကာမိဆန္ဒတွေတိုးလာဖို့ရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားကိုရောမြတ်အလှပကို appreciate လုပ်ရုံပဲလုပ်တယ်သို့တော့စဉ်းစားကြည့်လိုက်မိမိမျက်စိကမြင်ရတဲ့အဆင်းအာယုံနားကကြားရတဲ့အသံအာယုံနှာခေါင်းကနမ်းရှူရတဲ့အနံ့အာယုံလျှာနဲ့လဲရတဲ့အရသာအာယုံခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့အာယုံဒီအာယုံတွေဆိုတာဟာပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်တခဏအတွင်းမှာရုပ်ပြက်ဆင်းပြက်အဖြစ်ပြောင်းလဲသွားတာလေးကြီးပဲလှပတဲ့အဆင်းရှိတဲ့ပန်းကလေးတွေဆိုလဲမကြခင်ပဲညှိုးသွားတယ်လူဆိုလို့ရှိရင်လည်းမကြခင်ပဲအိုမင်းရင်းရုံပြီးတော့သွားတယ်အတန်တွေဆိုလို့ရှိရင်လည်းပျောက်သွားတယ်ချက်ချင်းပဲပျက်စီးဆုံးရှုံးသွားတယ်အနံ့ဆိုတာလဲခိတ္တခဏပဲအရသာဆိုတာလဲရှာလေးပေါ်မှာကြုံလုံးလေးပဲအထီးတွေ့ဆိုတာလဲတခဏအဲ့ဒါကြောင့်မို့ခိုင်မြဲတဲ့အရာတွေမဟုတ်ဘူးခိုင်မြဲတဲ့အရာတွေမဟုတ်သလိုဒီလှပမှုဆိုတာထာဝရမဟုတ်ပဲနဲ့အယုတ်ဆိုးအကြည့်တန်မှုကမကြခင်ရောက်လာကိုကလှပတယ်လို့ထင်တဲ့အရာလူပဲကြည့်အောင်တော့လှတယ်လို့ထင်တဲ့ပုဂ္ဂိုလ်ဟာနော်မကြခင်နှစ်ပိုင်းအတွင်းမှာအယုတ်ဆိုးအကြည့်တန်လာဖြစ်သွားကိုယ်ခန္ဓာကိုယ်ပဲဖြစ်ဖြစ်သူခန္ဓာကိုယ်ပဲဖြစ်ဖြစ်အရွယ်နဲ့အမျှအလှပတွေကိုဆုံးရှုံးသွားတာကြီးပဲဘယ်သူပဲဖြစ်ဖြစ်ပိုလှလာတယ်လို့မရှိဘူးတဖြည်းဖြည်းဆုံးရှုံးသွားတယ်မြန်မာပြည်မှာနာမည်ကြီးတဲ့အချောအလှရွှေရှင်မင်းသမီးတွေတို့တရုတ်ဆောင်တွေတို့ကြည့်ပေါ့သူတို့ရဲ့လူတွေကနေပြီးတော့လှတယ်လို့ထင်နေကြတဲ့အချိန်ပိုင်းဟာဘလောက်ပဲကြာတယ်ဘလောက်မှမကြာနော်နှစ်ပြိစေတာအဖြစ်10နှစ်တည်းပိုးကြော်နိုင်တာမရှိဘူးနော်ရွှေရှင်ရိုက်တဲ့လူတွေသိတယ်မဟုတ်လားမကြခင်မဲ့အမေဖြစ်အဖွားဖြစ်သွားတော့ကြအမေဘွားရောက်သွားတော့ကြအဖွားဘွားရောက်သွားတန်ဝေကရစရာအဲ့တော့အလှပဆိုတာတခဏမြတာဖြစ်တယ်လူနဲ့ကြည့်မယ်ဆိုရင်တခဏအဲ့ဒီတခဏအတွင်းမှတည်းမဲ့မလမပတာတွေကိုကြည့်လိုက်မယ်ကြည့်လိုက်ဘာတွေတွေ့မျက်စိကမွေးကြိုင်တဲ့အနံ့တွေထွက်နေတာလားနားထဲကမွေးကြိုင်တဲ့အနံ့တွေထွက်တာလားခံတွင်းကမွေးကြိုင်တဲ့အနံ့တွေထွက်တာလားနှာခေါင်းကမွေးကြိုင်တဲ့အနံ့တွေထွက်တာလားလို့ကိုယ်ပေါက် द्वार လူရဲ့ခန္ဓာကိုယ်ကထွက်တာတွေကိုကြည့်လိုက်လို့ရှင်အားလုံးဟာမတ္တိစရာယွန်စရာတွေကြီးပဲထွက်တယ်ဒါကြောင့်မို့လို့ရသော်ဘုရားသခင်ကိုရောမြတ်ကအတုပနိမိတ်တာမလှဘူးမတင့်တယ်ဘူးဆိုတဲ့အာယုန်နမိတ်ကိုစိတ်ထဲကဖန်ဆင်း၍ဖြစ်စီအမှန်ကန်သည့်တွေးတော၍ဖြစ်စီအတုပနမိတ်လို့ဆိုတဲ့မလှတဲ့အာယုန်နမိတ်ကိုမှတ်ယူပါဒီလိုဆိုတာပေါ့အာယုန်နမိတ်ကိုမှတ်ယူပါအေးအတုပဆိုလို့ရှိရင်ဒီမြန်မာပြည်မှာတော့လူအများစုကအတုပဆိုလို့ရှိရင်ဖြူနေတယ်လောက်ပဲအောင်းမေ့ချအတုပဆိုတဲ့စကားလုံးကမတင့်မတယ်ယွန်စပွဲကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြသက်ရှိထင်ရှားဖြစ်နေစေကမူမတင့်တယ်လို့အတုပလို့ခေါ်တယ်တင့်တယ်သလားမတင့်တယ်ဘူးလားကိုယ့်ကိုယ်စဉ်းစားကြည့်ပေါ့မနဲ့အိယာထတာလူတိုင်းမနဲ့အိယာထရင်ပယ်သွားရတွိုင်းလက်ထဲဝင်မျက်နှာသိရတယ်သွားတိုက်ရတယ်နော်အဲ့ဒါတွေဟာတင့်တယ်လို့လားမတင့်တယ်လို့လားဆိုမတင့်တယ်လို့ဖြစ်တာဟောလူတွေကဆေးကြောတန်းစင်ပြီးတော့အမြဲတမ်းသုတ်တင်နေကြရတယ်သုတ်တင်နေကြတာခန္ဓာကိုယ်တွေကထွက်သမျှမွှေးကြိုင်တဲ့အရာတခုမှမရှိဘူး
နံစော်တဲ့အရာတွေလွန့်ပြရမယ့်ဟာတွေကြီးပဲအကုန်လုံးအဲ့ဒါလို့အသုံးဝင်ပြီးတော့ယွန်းစရာမတရိစရာတွေကြီးပဲခန္ဓာကိုယ်ထဲကထွက်တာဖြစ်သောကြောင့်လူရဲ့ခန္ဓာကိုယ်ဟာအပေါ်ယံအရေးလေးကြည့်ပြီးတော့လှတယ်မလှဘူးဒီလိုပြောကြတာเนาะဒါကြောင့်မို့အင်္ဂလိပ်စကားရှိတယ်လေ beauty is skin deep တဲ့အပေါ်ယံအရေးလေးကလည်းလှတာပါနော်လှတယ်ဆိုတာအရေးလေးတင်အရေးဟိုဘက်ရောက်သွားဘယ်ပုဂ္ဂိုလ်မှလှတာဆိုတာမရှိဘူးပေါ့အေးမြတ်စွာဘုရားကအဲ့ဒီအရေးကိုဖြတ်ကျော်ပြီးတော့မတစ်မတဲအတုပဆိုတဲ့မလှပဘူးဆိုတဲ့အာယုံကိုရအောင်မှတ်ယူထားပြီးယောနိသောမနတိကာရလို့ဆိုတဲ့မှန်ကန်စွာနှလုံးသွင်းဆင်ခြင်တတ်တဲ့အသိဉာဏ်နဲ့ဆင်ခြင်သုံးသပ်ပြီးတော့ကြည်ခြင်းအပြင်ဖြစ်ပေါ်လာတဲ့ကာမိဆန္ဒကိုဖယ်ရှားနိုင်ပါတယ်လို့ဒီလိုဆိုတာနော်အဲ့ဒါကြောင့်မို့လို့သုတ္တမမြတ်စွာဘုရားကနာဟံဘိက္ခွေအညံဧကဓမ္မံပိသမနုပတ္တမိယေနဥပ္ပန္နောဝါကာမိသန္တောအနုပ္ပန္နောဝါကာမိသန္တောနဥပ္ပစ္စတိဥပ္ပန္နောဝါကာမိသန္တောပဟိယတိယထေယိတံအတုပနိမိတ်တံလို့မလှပဘူးဆိုတဲ့အာယုန်နမိတ်အဲ့ဒီအာယုန်နမိတ်ဟာတဲ့မဖြစ်သေးတဲ့ကာမိသန္တာကိုလည်းမဖြစ်စေဘူးတဲ့ဖြစ်ပြီးသားကာမိသန္တာကိုလည်းဖယ်ရှားပြစ်နိုင်တယ်အဲ့ဒီအတုပအာယုန်မတင့်တယ်ဘူးဆိုတဲ့အာယုန်ကလွဲပြီးတော့တခြားအကြောင်းကိုငါမမြင်ဘူးလို့မြတ်စွာဘုရားကဒီလိုဟောတာဒါကြောင့်မို့ကာမိသန္တာကိုဖယ်ခြင်းတယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေဟာမလှပမှုတွေကိုတွေးတောဆင်ခြင်သုံးသပ်ပြီးတော့ကြည့်ဖို့လိုအပ်တယ်အေးဒါကြောင့်မို့အတုပနိမိတ်တံယောနိသောမနတိကရောတောမလှပဘူးဆိုတာကိုအသိဉာဏ်နဲ့ဆင်ခြင်သုံးသပ်ကြည့်တဲ့ပုဂ္ဂိုလ်မှာမဖြစ်သေးတဲ့ကာမိသန္တာလည်းဖြစ်မလာတော့ဘူးဖြစ်ပြီးသားကာမိသန္တာကိုလည်းဖယ်ရှားလို့ရသွားတယ်လို့ဒီလိုဟောတာပေါ့ဒါကြောင့်မို့လို့ကာမိသန္တာလောဘဆိုတဲ့လောဘဟာကောင်းကျိုးချမ်းသာကိုမပေးဘူးမပေးသည့်အတွက်ကြောင့်မတင့်တယ်ဘူးဆိုတဲ့အာယုန်နမိတ်ကိုမှန်ကန်တဲ့အတွေးတွေနဲ့မှန်ကန်တဲ့အသိဉာဏ်နဲ့ရှုမြင်သုံးသပ်ပြီးတော့ကာမိသန္တာမိမိတဏ္ဍာမှာဖြစ်ပွားမလာရအောင်ဖြစ်လာလို့ရှိရင်လည်းဖယ်ရှားလို့ရအောင်ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်တဲ့အဲ့ဒီလိုကြိုးစားအားထုတ်မှခုနကပြောတဲ့နန္ဒီဒုက္ခတမူလံတဏှာလောဘကိုလက်ခံထားမယ်ဆိုရင်ဆင်းရဲဒုက္ခဖြစ်ဖို့ရအကြောင်းဖြစ်လာတယ်အေးလောဘသည်တောကကိုဖြစ်စေတတ်တာဖြစ်သောကြောင့်လောဘကိုမိမိတို့ရဲ့ရင်နဲ့နှလုံးထဲမှာကြာရှည်စွာသိမ့်ထားရမယ်အရာမဟုတ်ဘူးကာမိသန္တာဆိုတဲ့လောဘသည်နိဝရဏတရားတစ်မျိုးဖြစ်တယ်ပေါ့နိဝရဏဆိုတာဟာဘာကိုခေါ်တာလဲနိဝရဏဆိုတာကုသိုလ်စိတ်တွေမပေါ်အောင်ဆုတ်ပိတ်တတ်တဲ့တရားလို့ဒီလိုအဓိပ္ပာယ်ရအေးမိုးရာသီမှာရေမြောင်းနေပိတ်ဆို့နေတယ်ဆိုရင်ရေတွေရှမ်းထွက်ရေတွေရှမ်းလာပိတ်ဆို့နေလို့ရှိရင်ရှေ့ကိုရေမစီးဘူးထို့တူပဲလူတွေရဲ့တဏ္ဍာမှာဟောဒီကာမိသန္တာဖြစ်နေပြီဆိုလို့ရှိရင်ကုသိုလ်စိတ်တွေဖြစ်မလာနိုင်ဘူးကာမိသန္တာကစုပ်ပိတ်ထားသည့်အတွက်ကြောင့်ကောင်းမြတ်တဲ့ကုသိုလ်စိတ်တွေတရားစိတ်တွေနော်အလောဘဆိုတာတွေအဒေါသဆိုတဲ့မေတ္တာစိတ်တွေအမောဟဆိုတဲ့အသိပညာဖြစ်မလာနိုင်တော့ဘူးကာမိသန္တာကနိဝရဏဖြစ်လို့စုပ်ပိတ်တာစိတ်ရဲ့အညစ်အကြေးတွေစိတ်ဟာညစ်နွမ်းသွားဘဂတိစင်ကြဲနေတဲ့စိတ်ကလေးဟာကာမိသန္တာဖြစ်လိုက်တာနဲ့တပြိုင်နက်ဖြူစင်းနေတဲ့စိတ်ကလေးဟာညစ်နွမ်းသွားတယ်အေးချမ်းနေတဲ့စိတ်ကလေးဟာပူပန်တော့ကဖြစ်လာအေးချမ်းတာလည်းပဲပူပင်လာတယ်ဖြူစင်းနေတာတွေကလည်းညစ်နွမ်းသွားတယ်ဘယ်သူကလှုပ်တာလဲဆိုရင်ကာမိသန္တာကလှုပ်တယ်ကာမိသန္တာဆိုတဲ့လောဘကလှုပ်တယ်ကာမိသန္တာလောဘကိုကြာရှည်လက်ခံထားမယ်ဆိုရင်ဘာဖြစ်လဲပညာယဒုပ္ပလီကရဏအသိပညာတွေအပြော့သွားလိမ့်မယ်လောဘတွေလွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်ရဲ့စိတ်မှာအသိပညာဆိုတာဖြစ်မလာနိုင်ဘူးမှန်ကန်စွာသိတဲ့အသိမဖြစ်နိုင်သည့်အတွက်ကြောင့်အကြောင်းနဲ့အကျိုးအကောင်းနဲ့ဆိုခွဲခြားသိနိုင်စွာမရှိတော့ဘူး
မပြောတဲ့နာတွေလည်းပြောမိတယ်မလုပ်တဲ့နာတွေလည်းလုံးမိတယ်မတွေးတဲ့နာတွေလည်းတွေးမိတယ်ဟောသူကနေဒုက္ခပေးတယ်ဒါကြောင့်မို့လို့နိဝရဏဆုတ်ပိတ်ဘာကိုဆုတ်ပိတ်ကုသိုလ်စိတ်တွေမဖြစ်အောင်ဆုတ်ပိတ်တယ်ကုသိုလ်စိတ်တွေကိုဆုတ်ပိတ်တာသူကအကုသိုလ်ပဲစိတ်ထဲမှာပွင့်လန်းလာတာမရှိဘူးစိတ်တွေပူလောင်ပြီးတော့အသိပညာတွေအားပြော့သွားစေတဲ့နိဝရဏတရားတစ်မျိုးဖြစ်တယ်လို့မြတ်စွာဘုရားကဒီလိုဟောကြားတာဖြစ်တယ်ပေါ့ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်အရကာမိဆန္ဒဆိုတဲ့လောဘဟာအကြောင်းမဲ့ဖြစ်လာတာတော့မဟုတ်ဘူးအလှအပအပေါ်မှာမမမကန်တွေးတောဆင်ញင်တဲ့အာယောနိသောမနတိကာရအလှအပဆိုတဲ့အာယုံရဲ့မမမကန်တွေးတောတဲ့အာယောနိသောမနတိကာရရဲ့အဲ့ဒီအကြောင်းနှစ်ရပ်ပေါင်းစပ်ခြင်းကြောင့်သာလျှင်ဖြစ်ပေါ်လာတဲ့တရားဖြစ်တယ်ဖြစ်ပေါ်လာလို့ရှိရင်တို့ရဲ့ယဉ်နေနှလုံးတွေကိုပူလောင်စေပြီးတော့တောကကိုမွေးထုတ်ပေးတတ်တဲ့တရားဖြစ်တယ်ဒါကြောင့်မို့ကာမိဆန္ဒတရားကိုတို့တွေဟာချိုးနှိမ်ပြီးတော့ပယ်ရှားရမယ့်တရားမျိုးဖြစ်တယ်ဆိုတာမှတ်သားနိုင်ယူပြီးဒီတရားကိုဘာနဲ့ဖယ်ရှားမလဲဆိုရင်မလှမပဘူးဆိုတာကိုအမှန်ကန်ဆင်ញင်တွေးတော်သိမြင်တဲ့အသိဉာဏ်နဲ့ဆင်ញင်သုံးသပ်ပြီးတဲ့အခါမှာဖြစ်ပေါ်လာမဲ့ကာမိဆန္ဒကိုမဖြစ်လေအောင်ဖြစ်ပြီးသားကာမိဆန္ဒတွေမိမိတဏ္ဍာမှာဖယ်ရှားအောင်ဒီလိုကာမိဆန္ဒကိုရှင်းလင်းသုတ်သင်နိုင်မှသာလေစိတ်နှလုံးအေးချမ်းမှုကိုလည်းရမယ်အသိပညာထက်မြက်မှုကိုလည်းရမှာဖြစ်တယ်ဒါကြောင့်အသိပညာထက်မြက်ဖို့ကုသိုလ်တရားတွေမိမိတဏ္ဍာမှာဖြစ်ပွားဖို့ကာမိဆန္ဒဆိုတဲ့တဏှာလောဘတရားကိုဖယ်ရှားဖို့အတွက်တို့တွေကြိုးစားအထောက်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကာမိဆန္ဒဆိုတဲ့လူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့တဏှာလောဘတရားကိုဖယ်ရှားနိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဖုံးလန္တာဒုက္ခပင်ကစားမေတ္တာပုံနေဒုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခနကမေတ္တာပုံနေဒုသင်္ကမစုပေါင်းပုအမေတ္တာတဟုရောင်ပြူပဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းစုံရခြင်းကြောင့်သဗ္ဗေတံကျွင်းမဲ့ဥဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်အစာစင်ထောင်ရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာဇာဗန်တို့သည်ဖုံးလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွေးညကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနန်တို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း